မင်္ဂလာပါပရိသတ်ကြီးများရှင်ပရိသတ်တွေချစ်ခင်ကြတဲ့အနုပညာရှင်တွေရဲ့ထူးခြားဆန်းသစ်တဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေအမြဲတမ်းအားပေးဝန်းရံခဲ့ကြပြီးချစ်ခင်ရတဲ့မင်းသားကြီးဟိန်ဝေရဲ့နဲ့မင်းသမီးချောလေးစိုးပြည့်သစံတို့ရဲ့မင်္ဂလာတည်ကောင်းလေးတစ်ခုအကြောင်းကိုဝေမျှပေးချင်ပါတယ်လက်တလောလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပရိသတ်တွေအားတန်ပြီးဝန်တာအားရဖြစ်သွားစေခဲ့တာကတော့သူတို့နှစ်ဦးမှာရင်သွေးအမွှာဘူးလေးမွေးဖွားတန်းဆန်လိုက်ပြီးဆိုတဲ့တည်ကောင်းလေးပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာအနုပညာလောကမှာရုပ်ရှင်တွေအတူတူရိုက်ကူးရန်ပရိသတ်တွေရဲ့ရင်ထဲမှာအတွေ့အကြုံလှပါတယ်ဆိုပြီးဆွေးလန်းခဲ့ကြရတဲ့ဝရန်အနုပညာရှင်တွေဖြစ်ကြပါတယ်အခုလိုမင်္ဂလာတည်ကောင်းလေးထွက်ပေါ်လာချိန်မှာတော့အနုပညာညီအကိုမောင်နှမတွေနဲ့ပရိသတ်အပေါင်းကလည်းဝန်တာပီတိဖြစ်စွာနဲ့စူတောင်းမြတ်တာတွေအပြန်အဆိုင်ပို့တာနေကြတာကိုတွေ့ရပါတယ်။တားလေးအမွှာနှစ်ဦးလုံးဟာလည်းချင်းချင်းမာမာနဲ့ချစ်စရာကောင်းစွာမွေးဖွားလာခဲ့တာဖြစ်ပြီးမိခင်ဖြစ်သူဆိုပြီးသစံရောကလေးလေးတွေပါအဆင်ပြေကျမလျက်ရှိတယ်လို့သိရပါတယ်။ဖခင်ဖြစ်သူဟိန်ဝရန်ကလည်းရင်သွေးမွှာဘူးလေးတွေကိုပထမဆုံးအချိန်တွေ့မြင်လိုက်ရချိန်မှာဝန်တာလွန်လုံးမျက်ရည်ကျရတဲ့အထိရင်ထဲမှာပီတိတွေလိုက်မောခဲ့ရတယ်လို့ဆိုပါတယ်ကလေးလေးတွေရဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်ပေါ်မှာမြင်တွေ့လိုက်ရတဲ့ပရိသတ်တွေကတော့ဖေဖေနဲ့ရောမမေနဲ့ပါတူလန်းလို့ချစ်စရာလေးတွေပါဆိုပြီးမချက်ပေါင်းများစွာပေးကချစ်ခံစရာမြတ်တာအပြီးနဲ့တုံ့ပြန်ခဲ့ကြပါတယ်မိသားစုဘွားလေးကိုပုံမပြည့်စုံသွားစေခဲ့တဲ့ဒီအမွှာသားလေးနှစ်ယောက်ကြောင့်သူတို့ရဲ့အိမ်လေးမှာလည်းပျော်ရွှင်မှုတွေနဲ့ပြည့်နေတော့မှသိချပါတယ်အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုပေါင်းများစွာနဲ့ပရိသတ်ချစ်ခံမှုကိုရရှိထားကြတဲ့အနုပညာရှင်တို့ဖြစ်တဲ့အခုလိုမိသားစုအတလေးတွေနဲ့တူပေါ်လာတာဟာပရိသတ်တွေအတွက်တော့ဝန်တာစရာတည်ကောင်းတစ်ခုဖြစ်ခဲ့တာပါမွေးဖွားလာတဲ့အမွှာသားလေးနှစ်ယောက်လုံးယောဂပယာတွေကံဝေးပြီးကိုယ်စိတ်နဲ့ပြချင်မှာချမ်းသာစွာနဲ့ထူးချွန်ထက်မြက်တဲ့သားလေးယတနာလေးတွေဖြစ်လာကြပါစေလို့ကျမတို့ရဲ့ channel နဲ့လည်းဆုတောင်းပေးလိုက်ပါတယ်အခုလိုတည်ကောင်းလေးတွေကိုအမြင်မပြတ်ကြည့်ရှုနိုင်ဖို့အတွက် channel လေးကို subscribe လုပ်ထားဖို့ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့လည်းမမေ့ကြပါနဲ့အောင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဦးချမ်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်